လုံးပဲမင်္ဂလာပါအခုကတော့ဒီမှာပါဒါကစက်သားဒီဟာကကြာစံကြောပေါ့နော်ဒါကိုဆိုင်ကမလေးမလေးကချက်ပြီးတော့ယူလာပြီးတော့ဆိုင်ရလူတွေကျွေးတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီချက်နီးကတော့ဒါမသိရင်တော့မြန်မာချက်နီးလိုပါလို့ねဒါသူတို့မလေးချက်နီးနဲ့ချက်ထားတာပေါ့နော်ဒါကိုသူကစက်သားကိုအရင်ကြော်ပြီးတော့မှာပေါ့နော်ကြော်ပြီးတော့မှသူ့ရဲ့ဒီအရသာတွေဒီမှာပေါ့နော်အထဲမှာထဲတဲ့အားအများကြီးရှိသေးတယ်ကလဝေး6တွေရောဘာတွေရောပေါ့နော်အဲ့လိုမျိုးတွေနဲ့ပြီးတော့ချီလီဆော့တွေတိုမာတိုဆော့တွေနဲ့ပြန်ပြီးတော့အနှစ်ချက်ပြီးတော့မှကြော်ပြီးသားကြက်သားကိုထည့်လိုက်တာပေါ့နော်သူ့ရဲ့ကြက်သားကအရင်ကြီးမကြက်ဖဲနဲ့ဒါအသားတို့ကြက်ကိုပဲချက်တာမမာလေးဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီဟင်းကိုမလေးလို့ဘယ်လိုခေါ်လဲဆိုတော့အယမ်းမဆက်မဲတာပေါ့နော်အယမ်းဆိုတာကတော့ကြက်သားပေါ့နော်မဆက်ဆိုတာကတော့ချက်သားပြီးရင်မဲတာဆိုတာကမလေးလို့အနီရောင်ပေါ့နော်အဲ့တော့အယမ်းမဆက်မဲတာပေါ့နော်ဒီဟင်းနာမည်အယမ်းမဆက်မဲတာပဲဖြစ်ပါတယ်ဒါကတော့ဘီဟွန်းဂေါရင်ပေါ့နော်ဘီဟွန်းဆိုတာကတော့ကြာကြအောင်ပြောတာဖြစ်ပြီးဂေါရင်ဆိုလို့ရှိရင်တော့ကြော်တာပြောတာပဲဖြစ်ပါတယ်ကြော်တယ်ဆိုရင်တော့ဘယ်ဟာကိုပဲဖြစ်ဖြစ်ကြော်တဲ့အရာကိုဂေါရင်လို့ခေါ်တယ်ပေါ့နော်ဥမာနာစီဂေါရင်ဆိုထမင်းကြော်မီဂေါရင်ဆိုရင်တော့ခောက်ဆွဲကြော်ပေါ့နော်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့ဒီနေ့စားရမယ်စက်သားနဲ့ကြာကြံကြော်ပဲဖြစ်ပါတယ်